ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒါကတော့လိုက်တာရကိုရဲ့ဗီဒီယိုတွေနာမည်တွေတောင်းပြီးတော့ TikTok ပေါ်မှာလိမ်လည်နေတဲ့အကောင့်တူပါသူအကောင့်တူထဲမှာဘယ်လိုဗီဒီယိုတွေတင်လဲဆိုတာဒီဗီဒီယိုတစ်ပုဒ်ကိုရင်ကြည့်လိုက်အောင်ခင်ဗျကျွန်တော်ပြီးမှဝေရှင်လုပ်ပြပါမယ်ဒီလာဒီမှာပါရေးထားလဲဆိုတာတိုက်တာရအကိုကြီးကိုနာမည်ဖြတ်ထားတဲ့ဗီဒီယိုတွေအများကြီးရှိပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်သူတို့ PDF တွေကိုပေါ့ဗျာ short လိုက်တယ်ဆိုတဲ့အကြောင်းပေါ့နောက်ပြီးတော့ဒီထိုင်းကဒီကောင်မလေးပေါ့နော်အဲ့ဒီကောင်မလေးနဲ့သူများရေးစားတွေပေါ့ကြိုက်နေတယ်ဆိုပြီးတော့ပါမျိုးနာမည် like ဖြတ်နေပါတယ်အဲ့ဒီအကောင့်မှာလည်း follower မနှဲပါဘူးဒါအကောင့်သူကတချို့ကမတိပဲနဲ့ပေါ့နော်အဲ့ဒါယူတကယ်ထင်နေကြတယ်ဗျအစတော့လိုက်တာကိုကြီးကဒီလိုမဟုတ်ဘူးကိုကြမှာသူ့အကြောင်းနဲ့တည်တယ်ပေါ့တချို့ကျတော့တကယ်မတည်တာပါတကယ်မတည်ပဲနဲ့ပြောတာပါအောက်တူကနေပြီးတော့ဗောနော်သူတို့ကအလှငွေတွေယူပြီးတော့သူတို့ကိုကြိုးတော့ပြန်တုံးလိုက်ပါတယ်သူကမတည်ပဲနဲ့အကောင့်စိတ်ထင်ပြီးလှူလိုက်တယ်ဗျာနောက်ပြီးတော့ဒီပတ်စံတွေကိုပြန်မလူဆိုတော့သူတို့စိတ်ထဲမှာသူတို့ပတ်စံတွေအလွဲတောင်းစားလုပ်တယ်မလူဖို့လိမ်ထားတယ်ဆိုပြီးထင်တာပါတကယ်တော့မဟုတ်ပါဘူးဒါတွေကအကောင့်တူပါအကောင့်တူတွေအများကြီးရှိပါတယ်ဒီအကောင့်မှာဆိုရင် follower 1 အန်တော့မရှိပါဘူးလိုက်တာရအကိုကြီးရဲ့အကောင့်စစ်က follower 3.5 တန်းရှိပါတယ်35သိန်းရှိပါတယ် like က85.9 အန်အောင်ရှိပါတယ်85သိန်းအကျော်ရှိပါတယ် like ကအဲ့ဒါမှအကောင့်စစ်ပါအကောင့်စစ်ကဒီအကောင့်ပါနောက်ထပ်2 မီလီယံကျော်တဲ့အကောင့်တစ်ခုလည်းရှိပါတယ်အဲ့ဒါလည်းအကောင့်တူပါခင်ဗျအကောင့်စစ်ကဒီ 3.5 တန်းရှိတဲ့အကောင့်မှာအကောင့်စစ်ပါနောက်ပြီးတော့အဲ့ဒီအောက်မှာရေးထားပါတယ်သူusernameမှာကိုပတ်ချစ်199ဆိုတဲ့ဟာမှာအဲ့ဒါမှအကောင့်စစ်ပါဒါကတချို့အထင်လွဲနေတဲ့လူတွေအတွက်လာပြီးတော့ပြောပြခြင်းဖြစ်ပါတယ်နောက်ပြီးတော့အကောင့်စစ်ထင်ပြီးတော့ဗောနော်လိန်ခံတီးမှာဆိုလို့ပါကိုကသူတို့ကလိန်မရတော့ဒီနိုင်ငံရေးတွေအခြားကြောင်းရတွေအမျိုးမျိုးနဲ့တိုက်ခိုက်နေပါတယ်တချို့ကယုံတဲ့လူတွေလည်းရှိလို့လာရောက်ပြောပြခြင်းဖြစ်ပါတယ်ခင်ဗျဒီကောက်အတူဖြစ်တဲ့အကြောင်းပေါ့နော်ဒီလိုက်တာရကိုကြီးရဲ့ဒီအကောက်စစ်ထဲမှာလည်းတင်ပေးထားပါတယ်သူအကောက်ကဒီတကောက်တည်းဖြစ်တဲ့အကြောင်းကျန်တဲ့ကောက်တွေကတော့သူနဲ့မတက်ဆိုင်ဘူးပေါ့နော်အဲ့ဒီမှာဘယ်လောက်ထိတူလဲဆိုလို့ဒီဖုန်းနံပါတ်တွေအစအဲ့ဒီအကောက်တွေလိုက်ကြည့်တဲ့အဲ့ဖုန်းနံပါတ်တွေပဲတုံးထားတာနော်လိုက်တာရကိုကြီးတင်ပေးထားတဲ့ဖုန်းနံပါတ်ပဲတုံးထားတာနောက်ပြီးအလိန်ခံတဲ့လူတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီလူလေရမ်းမကင်ဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါခင်ဗျ